မြန်မာနိုင်ငံကအပိုင်တကုံလိုရောက်ခမနဲ့ချွေးမမခေါ်နိုင်မပြောနိုင်ဖြစ်နေတဲ့ဘက်ခန်းတို့မိသားစုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လောက်ပဲကြည်ကြည်တက်ချမ်းသာနေပါစေဘလောက်ပဲကဘာကျော်ပါစေ။အိမ်တွင်းရေးပြဿနာဆိုတာကတော့ရှောင်လွဲလို့မရနိုင်ပါဘူး။အခုတော့ကဘာဆန်ပြမိသားစုလိုအားလုံးကသတ်မှတ်ထားတဲ့ဘက်ခန်းတို့အိမ်တော်မှာရောက်ခမနဲ့ချွေးမမတည့်တဲ့ကိစ္စကဟိုလေးတကြောဖြစ်နေပါပြီ။ဒါဟာမြန်မာနိုင်ငံကအပိုင်တကုံတို့မိသားစုရဲ့အဖြစ်အပျက်နဲ့အတော်လေးကိုဆင်တူနေရပါ။မြန်မာနိုင်ငံကပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲပိုင်တကုံရဲ့အမေတော်ခင်ကျူကတားဖြစ်သူကိုအမြဲတမ်းတားလိမ့်မာလေးဆိုပြီးတော့ဂုံယူဝင်ကြွားစွာနဲ့ချီကျူးလေးရှိသူပါ။သားမီးနှစ်ယောက်ကြားကတန်ရောစင်ဟာအင်မတန်ခိုင်မြဲခဲ့တယ်လို့ပိုင်တကုံကလည်းအမေစကားနားထောင်တဲ့သားကောင်းတစ်ယောက်ဖြစ်နေပရိသတ်တွေကသိထားကြတာပါ။ဒါပေမဲ့လည်းပိုင်တကုံတစ်ယောက်ချစ်သူလေးလင်းမြဖို့နဲ့လက်ထပ်ပြီးရဲ့နောက်ပိုင်းမှာတော့အခြေအနေတွေကရုတ်တရက်ပြောင်းလဲသွားခဲ့ပါတယ်။ကျောင်းခမဖြစ်သူဒေါခင်ကျူနဲ့ချွေးမဖြစ်သူလင်းမြဖို့တို့ကြားမှာမခေါ်နိုင်မပြောနိုင်တဲ့ပြဿနာတွေစတင်ခဲ့ရပါလူမှုကွန်ရက်ပေါ်မှာလည်းတဦးနဲ့တဦးဓာတ်ရိုက်မဟုတ်ပေမဲ့စောင်းမြောင်းပြောဆိုတာတွေမခေါ်မပြောဘဲနေကြတာတွေဟာပရိသတ်တွေကြားမှာတော်တော်လေးကိုဟိုလေးတကြောဖြစ်ခဲ့ပါတယ်။တားလိမ်မာလေးကနေဇနီးတဲ့ဘက်ကရက်တီလာတဲ့အခါမှာကျောင်းခမနဲ့ချွေးမကြားကအပြိုင်မှုဟာပိုပြီးတော့ပြင်းထန်လာခဲ့ရဖြစ်ပါတယ်။ဒီလိုဖြစ်ရမျိုးကမြန်မာပြည်မှာတင်ဖြစ်တာမဟုတ်ပဲအခုဆိုရင်တော့ကဘာကျော်ဒေးဗစ်ဘက်ခန်နဲ့ဗီတိုရီယာတို့ရဲ့တာအကြီးဆုံးဘရုကလင်နဲ့နီကိုလာဖက်စ်တို့ရဲ့မင်္ဂလာပွဲကနေစပြီးတော့ဒီပြဿနာကအကြီးကျယ်လူပြောများဟိုလေးတကြောဖြစ်ခဲ့တာပါဗီတိုရီယာဘက်ခန်ဆိုတာဖက်ရှင်လောကမှာထိပ်တန်းကပြေးနေသူဖြစ်လို့သူမရဲ့ချွေးမဖြစ်သူနီကိုလာကသူမရဲ့ brand ဝတ်စုံကိုဝစ်စင်လိမ့်မယ်လို့အားလုံးကမျှော်လင့်ခဲ့ကြပါတယ်။ဒါပေမဲ့နီကိုလာကတော့ဗီတိုရီယာရဲ့ဝစ်စုံကိုမဝတ်ဖိန်ဗလန်တီနိုဝစ်စုံကိုရွေးချယ်ခဲ့ရကနေစပြီးတော့ရောကမနဲ့ချွေးမကြားမှာစိတ်ဝမ်းကွဲမှုတွေစတင်ခဲ့ရပါ။နီကိုလာကအင်တာဗျူးတစ်ခုမှာဗီတိုရီယာကဝစ်စုံချုပ်ပေးမယ်လို့ကတိပေးပြီးမှအချိန်မီမပြေးနိုင်ဘူးလို့ပြောလာတော့သူမကကျမကိုအလေးမထားမလေးစားလုပ်ခဲ့တာဆိုပြီးဖွင့်ဟလိုက်တဲ့အခါမှာဘက်ခန်းမိသားစုရဲ့ဂုဏ်သိက္ခာကိုထိခိုက်ခဲ့ရတဲ့အတွက်ဗီတိုရီယာကပိုပြီးစိတ်ဆိုးသွားခဲ့ပါတယ်။ဒီပြဿနာကြောင့်မင်္ဂလာပွဲအတွင်းမှာလည်းတဦးနဲ့တဦးမကြည့်နိုင်မခေါ်နိုင်ဖြစ်ခဲ့ကြသလိုဆိုရှယ်မီဒီယာမှာလည်းတဦးကိုတဦးလုံးဝ unfollow လုပ်ပြီးတော့လူသိရှင်ကြားမိသားစုပြဿနာဖြစ်နေခဲ့ကြပါတယ်။ဒီပြဿနာတွေကြားမှာတားဖြစ်သူဘရုကလင်ကဇနီးတဲ့ဘက်ကရက်တီပေးခဲ့ရကြောင်းဗီတိုရီယာအတွက်တော့သူမရဲ့သားလေးမလေးကိုဆုံးရှုံးလိုက်ရတယ်လို့ခံစားခဲ့ရပါတယ်။ဒါဟာပိုင်တကုံတို့မိသားစုမှာဖြစ်ပျက်ခဲ့တဲ့အခြေအနေနဲ့ထပ်တူပါပဲ။ဒါပေမဲ့ဘက်ခန်းမိသားစုမှာတော့ဒေးဗစ်ဘက်ခန်းကိုယ်တိုင်ကဂျားလေးကနေပြပြတသားဝင်ရောက်ထိန်းညှိခဲ့ရပါတယ်။ဒေးဗစ်ကသားဖြစ်သူကိုငါတို့မိသားစုမှာဒီလိုမျိုးလူသိရှင်ကြားပြဿနာတက်တာမျိုးမရှိစေရဘူးငါတို့ကဘက်ခန်းမိသားစုပဲမင်းဘာလုပ်မလဲဆိုတာမင်းဘာသာဆုံးဖြတ်ပါဆိုပြီးတော့သတိပေးခဲ့ရတယ်လို့သိရပါတယ်ဒါဟာမိသားစုရဲ့စီလုံးမှုကိုထိမ့်သိမ်းခြင်းနဲ့ဖခင်တူရဲ့လောက်ရပါခြုံငုံကြည့်ရမယ်ဆိုရင်ရောက်ခမနဲ့ချွေးမကြားကပြဿနာဆိုတော့ငွေကြေးတွေဂုဏ်ဒရက်တွေနဲ့ဖြည့်ရှင်းလို့မရနိုင်တဲ့စိတ်ပိုင်းဆိုင်ရာအားပြိုင်မှုတစ်ခုပါမိခင်တူအနေနဲ့သူမရဲ့သားလေးကိုဇနီးတဲ့စီပုံအပ်လိုက်ရတဲ့အခါခံစားရတဲ့မလုံခြုံမှုနဲ့ဇနီးတဲ့တူအနေနဲ့ခင်ပွန်းတဲ့ရဲ့မိသားစုထဲမှာနေရာရခြင်းနဲ့စံသားတွေကြားမှာပရိပခတွေကအမြဲတမ်းရှိနေဦးမှာပါပန်ဒီကွန်တို့မိသားစုဖြစ်စေဘက်ခန်းတို့မိသားစုဖြစ်စေအဆုံးသတ်မှာတော့အပြန်လည်နားလည်မှုနဲ့ရှော့ပေးမှုတွေရှိမှတောင်မိသားစုရဲ့ပျော်ရွှင်မှုကိုပြန်လည်ရရှိနိုင်မှာဖြစ်ပါတယ်။အခုဘက်ခန်းတို့မိသားစုဟာအတော်လေးပြန်ပြေးလေသွားပြီလို့မြင်တွေ့ရပေမဲ့အတွင်းပိုင်းကအဖူးထစ်တွေကတော့ရှိနေသေးပဲလို့ယူဆရပါတယ်။ကဲပရိသတ်ကြီးတို့ရောကဘာကျော်ဘက်ခန်းမိသားစုကြားကဒီလိုမျိုးရောက်ခမနဲ့ချွေးမပြဿနာတွေအပေါ်မှာဘယ်လိုမြင်ကြလဲ။ပန်ဒီကွန်တို့မိသားစုနဲ့ရောတကယ်ပဲတူတယ်လို့ထင်ကြလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။